ခေါ်တင်နေဆိုတာကတူးချင်းပဲတင်လို့ရတာလားဆရာနဲ့တပည့်နဲ့ပေါ့နော်ဒီလိုမဟုတ်ဘဲနဲ့လူကြီးစုပြီးတော့ပေါ့နော်ကျောင်းသားတွေကိုယ့်ရဲ့မောင်နှမဖြစ်မောင်နှမဆိုလည်း2ယောက်3ယောက်စုပြီးတော့ဒါမှမဟုတ်လည်းငွေချင်း3ယောက်တော့စုပြီးတော့မှတင်လို့ရပါသလားဒါဆိုရင်ရောဘယ်လိုမျိုးလုပ်လို့ရလဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးချင်တာကရပါတယ်ဆိုတော့အဓိကကိုတင်မဲ့အချိန်ပေါ့နော်နိုင်ဆို2နာရီ1နာရီဆို1နာရီဒီအချိန်တော့အတွင်းမှာဘယ်နှယောက်တင်ပါလဲအကြောင်းသားဒီပုံမူတည်ပြီးတော့မှလာကလေးတွေကလည်းအနေနဲ့များကွာခြားမှုရှိနိုင်တယ်ပေါ့နော်ပြီးတော့ဆရာဆရာမကိုလည်းကိုကတခြား request လုပ်ရတယ်ပေါ့နော်ဘယ်နှယောက်တင်ပါလဲစသဖြင့်ပေါ့ခေါ်လိုက်တော့တယောက်တည်းခေါ်ပြီးတော့မှတကယ်တမ်းတင်တဲ့အခါမှာ2ယောက်ဖြစ်နေမယ်3ယောက်ဖြစ်နေမယ်ဆိုရှင်ဒါဆရာမအတွက်လည်းဆရာအတွက်လည်းအဆင်မပြေနိုင်ဘူးပေါ့နော်ဘာလို့လဲတာဝန်ယူမှုတာဝန်ခံမှုမှာကျောင်းသားအရေးအတွက်များလေးဆရာတွေဘက်ကနေပြီးတော့လုပ်ပေးရတဲ့ဒီလုပ်ပေးရတဲ့ပုံစံကမတူဘူးပေါ့နော်ဒါကြောင့်မို့လို့အဲ့လိုမျိုးလေးထိရောက်မှုကလည်းကွာသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အဲ့လိုမျိုးလေးတခြား group like တင်ချင်တယ်လူလေးတွေစုပြီးတော့တင်ချင်တယ်ဆိုလို့ရှိရင်လည်းတက္ကသိုလ်မြန်မာမှာဆရာဆရာမတွေကိုလာရောက်ပြီးတော့မှဆက်သွယ်မိပြန်လို့ရပါတယ်